ဒီနှစ်မွေးရအဲ့တော့ခိုင်သွားပြီဒီနှစ်မွေးနေ့ကတော့ဟိုတက်ခါတော့ငါ3ရက်နေ့တလပါကျွန်တော်16တော့ကတင်းငယ်ရဲ့ဗီဒီယိုလေးရဲ့အဆက်ပေါ့နော်အဲ့အဆက်လေးမှာမွေးနေ့ကလည်းပြီးသွားပြီအဲ့မွေးနေ့စနေနေ့ဖြစ်နေတော့ဟိုကလည်းတနင်္ဂနွေနေ့ပဲအငွေ့ရှိရလေဒီတနင်္ဂနွေနေ့ဆိုတော့နဲ့စားတော့တဲ့ပုံစံနဲ့မပြလိုက်ရဘူးဟော့ပေါ်တော့မကျွေးတော့ကိတ်ရဲ့အေးကြော်ပဲကျွေးလိုက်တယ်မွေးနေ့အရန်ခိုင်သွားပြီလက်ဆောင်လေးရတယ်လက်ဆောင်သားယူလာမှာခဏမာကလေးက1ခု2ခု3ခု4ခု5ခုကလေးက5ခုခေါင်းစည်းခွင်းက3ခုလက်ကောက်ကလေးက1ခုပြီးတော့အကြိုက်ဆုံးရုပ်ကြိုက်ဆုံးဟာ3ခုပါတယ်ဒီထဲကမဟုတ်ဒီမှာကလေးကပီကာချူလေးကိုပီကာချူလို့ခေါ်ရတာရှေလို့ချူချူလို့ပေးထားတယ်သူ့ကြောင့်ဒီရလို့ပေးထားတယ်သူကကြတော့နာမည်ပါပြီးသားဂျပန်ရုပ်ကလေးဆိုဂျပန်နာမည်ပါပြီးသားသူ့နာမည်ကကျတော့ lucky ကိုမှတ်ထားလို့ရတယ် lucky တော့မဟုတ်သူက rocky သူ့နာမည်ကဒီမှာသူ့နာမည် rocky ဒီရကျူကျူ Hello Kitty လေးတွေသူ့ကြောင့် Kitty လို့ပေးစီသူ့ကြောင့်ဒီရလေးနဲ့မလိုက်ပါနဲ့နော်ရမ်းကြမင်းနဲ့တိုင်မိုးလောက်တာနဲ့အရန်ခံသွားပြီအကြိုက်ဆုံးရုပ်ကလေးဒီဂျပန်ရုပ်ကလေးရယ်ရာကီလေးရယ်ဒီယာလေးရယ်နောက်ဆုံးပီကာချူလေးရလာနေနော်အဲ့တော့ထမအကြိုက်ဆုံးသလားပီကာချူရယ်ဒီယာရယ်အဲ့ကောင်လည်းမသိဒီယာလည်းပဲပြဒီယာရယ်ရာကီရယ်ဂျပန်ရုပ်ကလေးထဲမှာဒီရာကီဆိုတဲ့ဂျပန်ရုပ်ကလေးအကြိုက်ဆုံးပဲအချစ်စရာပြလားသူကကြာဘာဖြစ်လို့အဲ့လိုလေးပါစားလေးအုပ်ထားလိုက်သလားဒီမှာဟို blind box လိုမျိုးကက်ကလေးပါတယ် blind box တော့မဟုတ်ဒီနာမည်လေးဂျပန်စာဂျပန်စာဖြစ်မြရတယ်မတော်ပြန်ပြီးတော့မယ်ရာကီလေးကတဲ့သူ့ဖေဖေနဲ့မမေကိုင်းထားတယ်သူ့ဖေဖေကိုင်းထားတယ်ခရုတ်ကုန်လေးနဲ့သူ့ဖေဖေကိုင်းတိုင်းကနန်းလေးကိုကြောက်လို့တဲ့ပါဇက်ကလေးအဲ့လိုဖြစ်နေတာတဲ့ကဲရာကီလေးရဲ့ကြောက်ချက်ကြိုက်တယ်ဒါလေးဆိုလို့ရှိရင်တော်ပဲရမ်းလာတယ်ဒီပလဲလေးရဲ့စစ်နော်စစ်ရမ်းခိုင်သွားပြီတရာပြောင်းခြင်းနဲ့တတာ